guilt မှာကျတော့ unhealthy guilt နောင်တမှာဆိုလို့ရှိရင်ကျွန်တော်အဲ့နောင်တတစ်ပံဖြစ်ပေါ်နေတာ unhealthy guilt ဆိုတော့ကျွန်တော်ကိုစိတ်မကြမ်းပါသေးနိုင်တဲ့ဆိုးကျိုးဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့နောင်တတွေပေါ့နော်နောင်တပါဠိလိုပါလို့ဆိုရင်တော့ကုက္ကုဆဆိုလာပါဆိုလာအဲ့လိုမျိုးရှိတယ်ဗျနောင်တတစ်ဖန်ဖြစ်ပေါ်ခြင်းကုက္ကုဆအလုံးဝမကြည်မချမ်းဖြစ်နေခြင်းကိုမကြည်မနှက်ဖြစ်နေတာမျိုးဥမာ okay ဒီမှာလေးရေးထားတယ် being stuck in past mistakes without growth past mistake ခုနကပြောခဲ့တယ်လို့မျိုးကျွန်တော်တို့ဆံမွေးကြရတဲ့ဟာတွေနောင်တရနေတာဆံမွေးကြနေအခုချိန်maybe ထားကြပါတော့ကျွန်တော်ဒီ10တန်းဆံမွေးမအောင်ခဲ့ဘူးဆိုပါလို့အဲ့10တန်းဆံမွေးမအောင်ခဲ့ဘူးဆိုတော့ကျွန်တော်ရဲ့ past mistake ကြီးအသက်30 40လောက်ထိအဲ့ဒါကြီးပဲဟာငါ10တန်းမအောင်ဟာငါ10တန်းမအောင်တကယ်ချင်းရားတယ်မှာငါရှက်ကိုအကျိုးနဲ့ဖြစ်ခဲ့ရတာငါ10တန်းမအောင်ဟာငါ10တန်းတော့နှစ်ခါတော့ဖြေခဲ့ရတာမအောင်သုံးခါတော့ဖြေခဲ့ရတာမအောင်ငါဘွေးမရဘူး I'm not graduate ငါဘွေးမရဘူးနောင်တာတယ်ဟာငါတော့ဒီကောဥပမာအိမ်အောင်ကွဲတွေပါညာသူတို့ချင်းလည်းပို့ဆိုးမှာပဲလေနော်သူတို့စီမှာလည်းနောင်တာဆိုတာရှိတယ်မှာပဲဒီအိမ်အောင်ရင်းနဲ့ဘယ်သူကတော့ကွဲချင်းမှာလဲနော်အိမ်အောင်ပြူပြီးတော့မှာတော့အဲ့တော့အိမ်အောင်ကွဲလာတဲ့အခါမျိုးတို့ပါတော့နောင်တာတွေဖြစ်တယ်နောင်တာတွေရတယ်စီပွားရေးတို့ပါလို့ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲလေနော်ငါဒီအောင်လှုပ်ပြခဲ့ရမှာဒီအဲ့နှစ်ကငါအဲ့ခြံခွက်ကိုဝယ်ခဲ့ရမှာကွာအခုဆိုဈေးကဘယ်လောက်ဖြစ်နေပြီဆိုတဲ့နောင်တာငါအဲ့ကောက်ကိုရောင်းခဲ့ရမှာအဲ့ကားကိုအခုမရောင်းခဲ့တော့ငါအခုအဲ့ကားကြီးပိုက်ပြီးတော့ကွာသွားပါပြီဘာလို့လောမှမသိဘူးဆိုတဲ့နောင်တာဘာပဲဖြစ်တော့သူက past mistakes ဟိုမှာကျွန်တော်ဖြစ်ခဲ့တဲ့အရာတွေပေါ့ကျွန်တော်တို့အမှားတွေဥပမာတချင်းဆိုပြိုင်နေပါညာဆိုလို့ရှင်လေငါဒီတော့ကိုကောင်းဆိုခဲ့တဲ့နာကွာငါဆိုနိုင်ရတဲ့နဲ့အိမ်မှာကြည့်နေတော့အကောင်စင်မော်ရောက်တော့မှဘာတွေဖြစ်ကုန်မှမသိဘူးဆိုပြီးတော့ကိုနောင်နာဖြစ်ပြီးတော့ငါအောင်မြင်မှုနဲ့လွဲခဲ့ရတယ်လို့ပါတော့ခုနကပြောလို့အိမ်အောင်ရေးဆိုလို့ရှိရင်အိမ်အောင်ရေးပေါ့ဒီထက်ပို့ပြီးတော့အိမ်အောင်ရေးမှာကောင်းမှုတော့တိဆောက်ခဲ့တဲ့နာဆိုတဲ့ပုံစံမျိုးအဖေးကြောင့်မို့လို့ငါတို့သားသမီးလေးဒီလိုဖြစ်ရတာဒုက္ခရောက်နေရတာဆိုတဲ့နောင်နာမျိုးငါသားဒီလိုမလုံးမိခဲ့ရင်ကောင်းမှာကွာဆိုတဲ့တွေ့မျိုးငါတကယ်ချင်းနိုင်ငံသားကိုခေါ်တော့ငါသွားခဲ့ရင်ကောင်းသားကွာဆိုပြီးတော့အဲ့လိုမျိုးအတွေ့မျိုးနောင်တာစီးပွားရေးဆိုလို့ရှိရင်စီးပွားရေးငါဒီ stock ကိုဝယ်ခဲ့ရမှာကွာအခုတော့သွားပါပြီအခုတော့ဈေးတွေကမတန်တဆတွေဖြစ်ကုန်ပြီအစားရှိတဲ့ပင်ပေါ့နော်နောင်တာကျွန်တော်တို့ဒီမှာနောင်တာဆိုတာလေတေးသေးလေးလေးရှိတယ်လို့နောင်တာတေးသေးလေးလေးရှိတယ်နောင်တာအကြီးတွေလည်းရှိတယ်ကိုယ်ဘယ်လိုမျိုးလဲဆိုတော့အဲ့ဒါဒီအဲ့နောင်တာပုံမှာကိုယ်ဘယ်လိုguide တွေလဲဆိုရပါ okay ငါI did a mistake in the past but okay I learned from it I'll try not to happen this again okay I'll try my best in the next step ခုနဆိုပြိုင်ပွဲမှာမဆိုနိုင်ခဲ့ဘူးဘာညာဆိုလို့ရှိရင် okay ဟုတ်ပြီအဲ့ဒါကြီးနောက်နောက်ကြီးတဲ့မှာသူကဒီမှာလည်းပြောထားတယ် healthy guilt correct healthy guilt correct ခင်ဗျားကို healthy ဖြစ်စေတဲ့ guilt စီ correct လုပ်ပေးတယ်ဗျ and unhealthy guilt traps unhealthy guilt traps ကိုထောင်ချောက်ဖြစ်စေနိုင်တယ်ဘယ်လိုမျိုးလဲဆိုတော့သိနိုင်တယ်ဆိုခုနပြောတဲ့ဥပမာလိုပဲကွာတချင်းဆိုသွားပြိုင်တယ်စင်အောင်မှာတော့ကောင်းစင်မော်ရောက်တော့မှဒိုင်းနေလဲချင်းတော့လွယ်ရဖြစ်ကုန်တော့အဲ့တော့ okay ဟုတ်ပြီhealthy guilt correct အဲ့ကို healthy ဖြစ်စေတဲ့နောင်တာ correct လုပ်ပေးတယ် correct လုပ်ပေးလဲဆို okay ငါနောက်တစ်ခါတော့ဒီတစ်ခါတော့သိချတာဟုတ်ပြီအဲ့ဒီ experience ကိုငါသိချတာအကောင်းတဲ့ဘက်ကနေယူပြီးပြင်ဆင်တယ်ထပ်ကြိုးစားမယ်ဆိုတဲ့နောင်တာမျိုးအဲ့နောင်တာမျိုးကြတော့ healthy guilt အဲ့ pressure ကနေပြီးတော့ကိုယ်ဒီ motivate ဖြစ်လာတယ် motivation တွေရလာပြီးတော့အကောင်းဆုံးကြိုးစားရတယ်နောက်တစ်ချိန်မှာကောင်းကောင်းမွန်မွန်ဆိုနိုင်ပြီးတော့လုံးဝကိုအရင်တော့ပြိုင်ပွဲတွေမှာဆုရသွားတဲ့သူထက်အရင်တော့ season တော့ဆုရသွားတဲ့သူထက်ကိုကပို့ပြီးတော့နာမည်ကြီးဖို့အခွင့်အလမ်းတွေရလာတယ်တကယ်တမ်းကိုယ့်ရဲ့အရေးချင်းတွေ talent တွေဒီခုန motivation နဲ့ပေါင်းလိုက်တော့တကယ်အရေးချင်းတွေထွက်လာပြီးတော့ကိုဒီလေကိုနဲ့ထိုက်တဲ့နေရာတကိုရောက်လာတယ်ကိုရှောက်ရှင်တဲ့အနုပညာလမ်းကြောင်းပေါ်ရောက်သွားတယ်ဆိုတာဒီ healthy guilt ဒီ corrects you
မျိုးမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်သွားစေတယ်တကယ်လို့ unhealthy အဲ့လိုမှမဟုတ်ဘဲနဲ့ unhealthy guilt အဲ့ဒီမှာပဲ trap ဖြစ်နေမှာဆိုတော့တော့ပါပြီကွာငါတော့ဟာဒီတော့ဘဝကောင်းအောင်လုပ်နိုင်ရမှာကွာမလုပ်တော့ပါဘူးတော့ပါပြီကွာညာငါတော့ဆိုလို့ရင်တော့ဆုံးလွတ်လိုက်ပါပြီငါတငယ်ချင်းတွေပြောလို့ပဲဟာစီးပွားရေးပဲတွားလို့တော့မယ်ပါညာဆိုပြီးကိုကတော့အဆိုတော့ဖြစ်နိုင်ပါရဲ့နဲ့အဲ့ခုနကပြောတဲ့ unhealthy guilt ကအဲ့လိုမျိုးပေါ့ကိုပြန်ပြီးတော့တန်ကြောင်းလွဲသွားစေတာတို့အဲ့ဒီထဲမှာပဲအဲ့နောင်သားထဲမှာပဲနေမြုံနေပြီးတော့ဒီအိမ်အောင်ရေးဆိုလို့ရှိရင်တော့ဘာကွာအိမ်အောင်ရေးစိတ်ကုန်သွားပါပြီဆိုပြီးတော့တစ်သက်လုံးမပြူတော့တဲ့ဒီမျိုးတွေရှိနေတယ်အဲ့ဒါနဲ့ဆက်တွယ်နေတဲ့ဟာမျိုးတကူကနောက်တစ်ခုကလည်းသူပြောတာ resentment ဆိုတာတော့ဘလို့ဘာသာပြန်လဲကျွန်တော်နားလဲဆိုလို့ဆိုတာ resentment ကကိုမကြည်မနဲ့ဖြစ်နေတာပေါ့နော်အဲ့ဒါလည်း dictionary ကြည့်လိုက်အောင်မယ်Yeah. Yes. ENT. Resentment ဆိုတာ ဟုတ်တယ်ကျွန်တော်ဒါမသိကြဘဲနဲ့လည်းရမ်းမပြောချင်ဘူးလေနော်ကျွန်တော်ကမသိဘူးသိပြီးတော့သိချာမသိတော့ကျွန်တော်လည်း dictionary နဲ့အားလုံးကတော့ learning လုပ်နေရတာပဲကျွန်တော်လည်းဒီအရာပြောနေပါညာဆိုတော့ငါသိလို့ငါတက်လို့ပြောနေရမျိုးကြီးထက်ကျွန်တော် discuss လုပ်sharing လုပ်နေတဲ့ပုံစံမျိုးလေးအားလုံးအကျိုးရှိသေးခြင်းနဲ့ channel လေးတစ်ခုဖြစ်ပေါ်လာဖို့ page လေးတစ်ခုဒီဆောက်ချင်တာတော့အဲ့ဒါမျိုးကြောင့်မလို့ကျွန်တော်လည်းဒီအားလေးကိုထားလုပ်ဖြစ်တာကျွန်တော်လည်းဆရာကြီးလည်းမဟုတ်ဘူး wisdom တွေများနေတဲ့ပညာတတ်ကြီးလည်းမဟုတ်ဘူးပညာရှိကြီးလည်းမဟုတ်ဘူးပြီးတော့သူတော်ကောင်းကြီးလားဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့စူးစမ်းနေတော့မယ်ဆိုတော့တဖြည်းဖြည်းချင်းလုပ်ယူရတာပဲနင်တော့အမှားတွေနေနိုင်တယ်များနေအောင်ဒေါသတွေနေနိုင်များနေအောင်မေတ္တာတွေတိုးနိုင်အောင်ကိုရှောက်လန်းနေတယ်မနှက်ဖြန်နိုင်မှာကိုပတ်ဝန်းကျင်ကိုနဲ့ကိုပတ်ဝန်းကျင်တိုင်းဝိုင်းကိုရဲ့ကာယကံဝစီကံမနောကံနဲ့ကောင်းချိုးပြုနိုင်တဲ့သူဖြစ်အောင်တနေ့ထက်တနေ့ပိုကောင်းအောင်ဆိုတာဒါကျွန်တော်တို့နေတိုင်းစူးစမ်းနေရတာ every day we trying our best in our lives okay ကျွန်တော်မသိတော့ dictionary ရှာကြည့်လိုက်တယ်သူက resentment ဆိုတာဟုတ်တယ်မခံမရနိုင်ဖြစ်တာပြီးတော့မကြေမချမ်းဖြစ်နေတာစိတ်ထဲမှာကိုမကြေနဲ့တာဒါမှမဟုတ်သူများပုံမှာမကြေနဲ့တာဒါမှမဟုတ်ပြီးခဲ့ဖြစ်နေတဲ့ past အခြေအနေပုံမှာမကြေနဲ့ခင်သူကဒီမှာဘာရေးထားလဲဆိုတော့ replaying past hurts again and again okay yeah that's very true ခုနကပြောရတဲ့အတူတူပဲနောင်နာလိုပဲအတူတူပဲဒါပေမဲ့သူကကျတော့ again and again ဆိုပြီးတော့ထပ်ပြီးတော့ဖြစ်နေတာဥပမာကိုက divorce ဖြစ်တာလဲဆိုလို့ရှိရင်ကိုရှိမှာကိုကတယောက်တည်းဈေးသွားတာတော့ဘာလို့ဆိုလို့ရှိမှာစုံတဲ့နှစ်ယောက်ကယောက်ျားကဈေးချင်းကင်ပြီးတော့မိန်းမကပစ္စည်းလေးတွေယူနေတာမျိုးအဲ့တော့အဲ့ဒါမြင်ရတဲ့မြင်ကွင်းဒီအဲ့ vision ဒီကိုရန်လုံးဝဆောင်းဘယ်လိုကောင်းလဲအရင်က very very deep กว่า the pain is very deep ကိုကအခုလက်ရှိလက်တလောလေးမှလက်လောကွာရှင်းထားတယ်ဆိုလို့ရှိရင်ပို့ဆိုးလိမ့်မယ်လက်လောကွာရှင်းထားတာတယောက်တည်းစူးစမ်းပြီးရက်တည်နေအောင်မယ်ဆိုပြီးတော့စူးစမ်းတယ်ရက်တည်တယ် okay ငါတန်ပါတယ် I have to be strong မတန်ပါလဲတန်ပါမှရမယ်ဆိုတဲ့အခြေအနေကြောင့်မလို့တန်ပါတယ်စူးစမ်းတယ်ဒါပေမဲ့အခြေအနေတွေကိုအများနဲ့ challenge တွေလုပ်နေတယ် testing လုပ်နေတယ်အဲ့မှာပါတော့တွေ့လဲဆိုတော့ခုနပြော resentment ဆိုရဲကွာcould keep replaying the past previous mistake or hurt someone hurts you အဲ့ဒါကြီးကကျွန်တော်တို့ဒီမှာအများနဲ့မြင်ကွင်းရပေါ်လာဒီဗီဒီယိုကားတွေထဲမှာဆိုလည်းရှိသေးတယ်ဒီမြင်ကွင်းကိုမြင်လိုက်တာနဲ့ကိုယ့်ရဲ့အတိတ်ကဖြစ်ပျက်ကြီးကပြန်ပြီးတော့မျက်ဝါးထင်းနေမြင်လိုက်ရသလိုမျိုးကြီးဥပမာထားပါတော့ကွာခုနဆမ်မွေးကြလာတယ်ဆိုလို့ရှိရင်လည်းအမတငယ်ချင်းတွေကအခြေအနေကောင်းတိုးတက်ကောင်းကောင်းမွန်အလုပ်ကြီးကန်ကြီးလုံးနေတာတို့ပါလို့ဆိုလို့ရှိရင်ဥပမာကုမ္ပဏီကြီးမှာလုပ်ရတာနော်ငါဆက်တန်းကြခဲ့လို့ကွာမဟုတ်လို့ရှိရင်ငါလည်းသူတို့လိုကောင်းလုပ်နေရမှာဘာညာဆိုတော့ it's very pain if you keep recalling your past hurt or past memories a deep hurt ပြီးအဲ့ဒါအရင်နာကျင်တယ်ဗျခုနပြောလို့မျိုးစားတော့ဆိုင်သွားပြီးကိုအောင်တယောက်တည်းအေးစစ်စားနေတာမှာပဲရှေ့ကဇုံတွေကတယောက်ကိုတယောက်ခွန်ကြွေးနေတာမျိုးတို့ဘာလို့အရန်ကို
လောက honeymoon လည်းဖြစ်ရင်ဖြစ်လိမ့်မယ်သူတို့အခုမှညားကစားလည်းဖြစ်ရင်ဖြစ်နေကိုကအခုမှကိုကကြတော့အခုမှကွဲကစားသူတို့ညားကစားအမှတွေ့လိုက်တော့လောကအဲ့ဒီ image တွေကပေါ်လာလိုက်မှာကွာအော်ငါတို့တစ်ချိန်လုံးကတော့ကိုလည်းအဲ့လိုကြည်နူးခဲ့တာပဲဘာညာဆိုရမျိုးအမျက်ရည်တွေပဲကြာရင်ကြာလိုက်မယ်စားနေနေတော့မစားခြင်းစိတ်တော့စားနေလည်းပကံတော့မှပဲထားခဲ့ပြီးထွက်နေထွက်သွားလိုက်မယ်အဲ့တော့ကို resentment ကြီးရင်ကြီးတယ်လို့ကိုမကြည်မချမ်းဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့ဘယ်လိုမျိုးလဲဆိုတော့မိဘဆုံးရှုံးထားတဲ့သူမျိုးကိုကအဖေဆုံးရှုံးထားတဲ့သူလားအမေဆုံးရှုံးထားတဲ့သူလားဟိုးငယ်ငယ်လေးတွေကကိုကအဖေဆုံးရှုံးထားတာဆိုလို့ရှိရင်ဟိုเจ้าကစုပေးပွဲတွေတို့ကာပွဲတွေတို့ရောက်တိုင်းနာကျင်ရတယ်နော်အဲ့ခံစားချက်ကြီးကငိုကြွေးနေရတယ်ဟိုငယ်ငယ်လေး तू ကသူ့ရဲ့အသက်အရွယ်ကရင်းချက်ရမယ့်အရွယ်မဟုတ်သေးဘူးလေဒီအသက်အရွယ်ဥမာထားပါတော့မူလာတန်းအလဲတန်းဆိုတဲ့အရွယ်လေးမှာပဲမိဘတွေဆုံးပါသွားတယ်ဆိုလို့ရှိရင် သူ့ရဲ့ဘဝတစ်လျှောက်လုံးအဲ့ဒီတငယ်ချင်းတွေကြားထဲမှာသူတငယ်ချင်းတွေအဖေကလာကြိုတာတော့ဘာလို့ဆိုလို့ရှိရင် is very deep because it's like the resentment ကသူကိုအမြဲတမ်းဒုက္ခပေးနေတာပဲအဲ့စိတ်ကဒါကြီးလာတဲ့ခါကျတော့မှဒါကိုကနည်းနည်းချင်းနေတာထိုင်တာရှိတာတို့တရားတွေပါတည်တာတို့ပါတော့ငယ်ငယ်တုန်းကတော့အရန်ခံရနိုင်မယ်အခုအသက်ကြီးတဲ့ထိတောင်မှပဲခံရတဲ့သူတွေအများကြီးရှင်းနေအောင်ပါပဲ။အဲ့တော့အသက်ကြီးလာတဲ့အထိလေခံရမှာဥမာကူလောလောလတ်လတ်လေးရမှာကွာမိဘဆုံးချုံသွားရင်တော့မဟုတ်ဘူးเนาะ။သားသမီးဆုံးရှုံးသွားတာတော့ဘာလို့ဆိုရင်လည်းအဲ့ resentment က again and again ဟိုကျွန်တော်ဆိုပို့ဆိုတယ်အခုဒီခေတ်ထဲမှာဆိုလို့ရှိရင် Facebook က memories တွေပဲပေါ်လာလေ။ memories တွေပေါ်လာတော့ sorryအဲ့ relationship နဲ့ break up ဖြစ်ထားတဲ့သူဆိုလဲပို့ဆိုတယ်အဲ့ဒီလိုနေ့မျိုးရောက်လာလို့ရှိရင်ဒီနေ့တော့ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်မျိုးကတော့ငါတို့ကဘယ်နေရာမှာခီးထူသွားနေတာဒါမှမဟုတ်အဲ့ Valentine's Day တို့ပါဆိုလို့ရှိရင်လည်းအဲ့လို Valentine's Day ရောက်တိုင်းအဲ့အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေကပြန်ကိုယ့်ရဲ့ memories တွေက very very clear it's ကွက်ကွင်းပြန်ပေါ်လာတာမျိုး Valentine's Day ရောက်လာတဲ့ကိုကဘတ်စကားနဲ့အပြင်သွားပြီးဆိုတော့အမှစတွေ့ရပြီးလမ်းပေါ်မှာဇုံတဲလေးတွေတချို့ဆိုအယုတ်ကြီးတွေနဲ့ဖိုင်းနေဆိုတော့အဲ့ဒါတွေဒီကိုရဲ့ resentment level ကိုဟိုယင်းဟိုဘယ်လိုကောင်းလဲတော့မီးလောင်ရလေးပင်းလိုမျိုးဖြစ်နေတာကိုယ့်ရဲ့နာကျင်မှုကိုသူတကယ်တော့ပြင်ပအဖြစ်ပြက်ကမဟုတ်ဘူးเนาะအဲ့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ resentment ကအဲ့မကြေမချမ်းဖြစ်မှုကအချိန်တန်တိုင်းအချိန်နေပေးတိုင်းတိုက်ဆိုင်မှုတစ်ခုခုကြုံလာတိုင်းအဲ့စိတ်ကကိုယ်နာကျင်မှုတွေပဲပေးနေတာလို့ပြောတာမျိုးအဲ့ဒဏ်ရာပုံမှန်ပေါ်လာပဲပေါ့နော်အတိတ်ကဒဏ်ရာပေါ့တော့ဒီမှာပြော like carrying a heavy bag you refuse to put down this is the answer is very simple answer and it's very short like resentment is like carrying a heavy bag you are the one that refused to put down okay refused to put down ကျွန်တော်အဲ့လေးပါပြောရမယ်ဆိုရင်တော့ကျွန်တော်8ကြီးလွယ်လာတယ်ထားလိုက်ပါတော့အဲ့ထဲမှာပြီးခဲ့တဲ့ဟိုငယ်လေးတုန်းကဖြစ်ခဲ့တဲ့ကျောင်းပေါ်မှာချော်လဲခဲ့တာတို့ပါတော့ဟိုကျောင်းမှာပစိုးချွတ်ကြတာတို့ပါတော့ပစိုးချွတ်ကြတာတို့ပါထားလိုက်ပါတော့ဘယ်လိုဖြစ်ပြီးအကြောင်းအရာကောင်းနေရောက်လာလဲမသိအဲ့တော့အဲ့ဖြစ်ပြဟို10တန်းကျောင်းသားဘွားတော်မှာဖြစ်ပြခဲ့တဲ့အကြောင်းအရာတော့အမှဟို first year တော့ဖြစ်ပြခဲ့တဲ့အကြောင်းအရာတော့ဥမာအိမ်အောင်ကြချင်းတော့ဖြစ်ပြခဲ့တဲ့အကြောင်းအရာကိုအခုတော့40 50တော့ဖြစ်နေပြီအိမ်အောင်တက်တန်းဘလောက်ကဖြစ်ပြခဲ့တဲ့အကြောင်းအရာဥမာဟိုရီစာဦးနဲ့တော့ဖြစ်ပြခဲ့တဲ့အချက်တကွဲအကျိုးနဲ့ဖြစ်မှုလို့ရီစာဦးရဲ့ဥမာထားပါတော့ဒီမိမခုနပြောလို့မျိုးအိမ်အောင်ခွဲတယ်အိမ်အောင်ခွဲခဲ့တဲ့နေရာမှာကိုကတော့ယောက်ျားလေးဆိုလို့ရှင်လေကျွန်တော်ကတော့ဗျာကိုယ့်ရဲ့အိမ်အောင်တော့ကောင်းကောင်းမွန်မွန်လေးတော့တိဆောက်ခဲ့တာပဲဒါပေမဲ့ဒီမျိုးသမီးကငွေရမ်းလိုချင်တာဗျာပိုင်ဆိုင်မှုကိုအရင်မြန်လို့တာဒါမှမဟုတ်ဒီမျိုးသမီးကနာမည်ကျော်ကြားမှုကိုအရင်မြန်လို့တာအဲ့တော့ကျွန်တော်တို့ရဲ့အိမ်အောင်ရေးကိုယူဆိုင်မယ်စားသူကသူ့ရဲ့ထင်ပေါ်ကျော်ကြားမှုတွေသူ့ရဲ့ပိုင်ဆိုင်မှုတွေကြီးပွားချမ်းသာလို့စိတ်တွေကိုပဲနောက်လိုက်သွားတယ်ငွေနောက်လိုက်သွားတယ်ပေါ့ဗျာပြောမယ်ဆိုရင်တော့ငွေနောက်လိုက်သွားတယ်မိန်းမပေါ့အဲ့
ကျွန်တော်နဲ့ကျွန်တော်သမီးလေးပဲဒုက္ခတွေကြားထဲမှာကြံခဲ့ရတယ်ဗျာဆိုတော့အဲ့ story လေးမှာသူ့မိမကိုသူအမြဲတမ်းအဲ့သူမိမနဲ့အခြေအနေတိုက်ဆိုင်လာတိုင်းသူဒီအဲ့ခုနပြောကျွန်တော်အိတ်ထဲမှာအဲ့ဒီတန်ရာတွေပေါ့နော်အတိတ်ကဖြစ်ပခဲ့တဲ့တန်ရာတွေကသူထည့်တာအဲ့ AG ကိုလွှဲတာပြီးမိမမှန်တယ်များကိုလည်းသူကတော်ပြီဒီမိမနဲ့꿰သွားလို့မိမငွေမှန်တယ်ငွေဟိုနောက်လိုက်တဲ့မိမမျိုးနဲ့ကြုံတွေ့ခဲ့ပြီးတော့မှသူအဲ့ဖြစ်ပြမျိုးဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဖြစ်ပြမျိုးကြောင့်မလို့ဆိုပြီးတော့ဟာမိမတွေကငွေမှတ်ပါတယ်ဆိုပြီးမိမအားလုံးကိုတင်ကြုံပြီးတော့ကိုယ်စိတ်ထဲမှာအဲ့ခံစားချက်ကြီးနဲ့နာကြီးမှုကြီးနဲ့အဲ့ AG တွေလွယ်ထားပြီးတော့ဆိုတော့မိမတွေတော့ကြော်ပြီးကျွန်တော်တို့မိမတို့ထပ်မြူတော့ဘူးနောက်မိမတို့နောက်ရင်တော့ထပ်မပြူတော့မိမတွေကိုကြောက်သွားပြီးပါညာဆိုတာမျိုးဖြစ်တတ်တယ်ပြီးတော့အဲ့တော့ကျွန်တော်အဲ့ AG တွေမှာဘာတွေထည့်ထားရလဲတခါလေကြောက်စရာအဲ့ AG တွေမှာကိုလွယ်ထားတဲ့ AG တွေမှာကိုမသိလိုက်မသိတာပါဘာသာပဲနဲ့ဟိုလေးလံနေတဲ့အရာတွေကအများကြီးပဲခုနပြောလို့ပဲဟိုးငငယ်လေးတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလည်းအဲ့ဒီထဲမှာရှိနေနိုင်တယ်ဥပမာဒီမကြေမချမ်းဖြစ်မှုပေါ့နော်အဲ့ဒါတွေကအဲ့ချိန်တန်လို့ပေါ်လာလိုက်တိုင်းအဲ့အိတ်ထဲကနေပြီးတော့ထုတ်ကြည့်မိတဲ့ပုံစံမျိုးဒါကျွန်တော်တို့စိတ်ထဲမှာဆိုလို့ရှိရင်လည်းအဲ့ဒါတွေကိုကျွန်တော်တို့ because သူရေးထားတာတော့အဲ့ AG ကိုကျွန်တော်တို့ refuse to put down လို့ရေးထားတယ်ကျွန်တော်ကိုယ်တိုင်လူလာနဲ့အဲ့ AG ကိုလွယ်ထားတာဗျအဲ့ဒါကြောင့်မလို့ဒါကျွန်တော်တို့စိတ်တွေထဲမှာမလိုလားအဖက်နဲ့အလေးကြီးဖြစ်နေတယ်မလိုလားအဖက်နဲ့ heaviness တွေကျွန်တော်တို့ရဲ့ emotion တွေထဲမှာဖြစ်ပေါ်နေတယ်ဗောနော်အဲ့ emotion တွေထဲမှာလုံးဝ healthy ဖြစ်တဲ့ emotion is မဟုတ်ဘဲနဲ့အဲ့လိုမျိုး unhealthy emotions တွေ create လုပ်ပေးနေတယ်အချိန်တန်တိုင်းအချိန်ကြလို့ပေါ်လာတိုင်းအဲ့ဒါကြီးကနာကျင်တရားကြီးဖြစ်ပဲမြင်နေတယ်လို့ပါတော့အဲ့လိုမျိုးဟာတွေကိုကျွန်တော်လွတ်ချပြီးပြစ်နိုင်မှုတတိလို့တယ်ဗျဥပမာခုနပြောလိုမျိုး okay ဟုတ်ပြီဒီတယောက်နေတော့ငါအဆင်မပြေဘူး꿰သွားခဲ့တယ်ဒါပေမဲ့ပြဿနာမရှိဘူးငါကောင်ကအကောင်းဆုံးကြိုးစားပြီးရှောက်လန်းနေတယ်အချိန်တန်လို့နောက်တယောက်နဲ့အဆင်ပြေပြေကိုနဲ့တဟဇာတာဖြစ်တဲ့ဘောကလက်တွဲပေါ်ကောင်တွေးလာတဲ့အခါမျိုးကြတယ် okay it's okay I'm ready to get to restart again okay I deserve to be happy or we deserve to be happy together again အဲ့ဒါမျိုးလေးကအရန်ကို healthy ဖြစ်တဲ့ encouragement ကို motivate ဖြစ်တာမျိုးပေါ့နော်ကိုကအကောင်းဆုံးတည်ဆောက်နေတယ် okay ဒါဘောဆိုတာတော့အားလုံးသိကြတဲ့အတိုင်းဟိုseason straight အများကြီးရှိတယ်စာမျက်နှာတွေအများကြီးရှိတယ်အဲစာမျက်နှာတွေအားလုံးပေါင်းထားတဲ့စာအုပ်ကြီးတစ်ခုကိုပဲကျွန်တော်ကဒီဘောစာမျက်နှာပေါ့နော်ဒီအဲ့okay ဟုတ်ပြီပြီးခဲ့တဲ့ pages straight မှာတော့လွန်ခဲ့တဲ့စာမျက်နှာမှာတော့ငါဒီအမှားတွေအများကြီးဖြစ်နေတယ်မယ်ခဲပြန်းနဲ့ဖြတ်ခဲ့တာလည်းရှားနိုင်တယ်လို့ဒါမှမဟုတ်correction နဲ့ဖြတ်ခဲ့ရတာမျိုးဒါမှမဟုတ်စာရွက်ကြီးတစ်ခုလုံးဆုပ်ဖြတ်ပြီးမှပျောက်သွားမယ့်အရာမျိုးဒါမဲ့ကိုနောက်ထပ်ကိုယ့်ရဲ့မနှက်ဖြတ်နိုင်မှာကျွန်တော်တို့ဒီအကောင်းဆုံးပြန်ပြီးတော့ရေးခွင့်ရှိနေတော့ဒီစာရွက်ကြီးထဲမှာ daily life မှာကျွန်တော်ဒီမှာမနှက်ဖြတ်နေအများကြီးရှိတယ်မနှက်ဖြတ်နေတော့မရောက်လာသေးလို့ထားလိုက်အောင်ကျွန်တော်တို့ဒီနေ့လက်ရှိပေါ့အဒီချင်းနေအခုဒီချင်းကျွန်တော်ပြောနေတဲ့ချိန်မိတ်ဆွေတွေလည်းနားထောင်နေတဲ့ချိန်ပြီးခဲ့တဲ့ဖြစ်ပြမှာကိုကအဲ့ 8 ကြီးထဲမှာဘာတွေထည့်ထားလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ကြည့်မိဖို့စဉ်းစားကြည့်မိဖို့အဲ့ဟိုခုနပြောလိုမျိုးအဲ့ unhealthy ဖြစ်စေနိုင်တဲ့ resentment တွေကိုမကြည်မနှံဖြစ်နေတာတွေမခံမရနိုင်ဖြစ်နေတာတွေနာကြီးချက်တွေပေါ့နော်ဟိုတစုံတယောက်ကိုနာကြီးနေတာလားဟိုအလုံးနဲ့ပတ်သက်လို့ဆိုရင်လည်းဒီအလုပ်ကဒီ manager လုပ်လိုက်လို့ငါအလုပ်ပြုတ်သွားခဲ့တာဆိုတာ manager ကိုခွင့်မလွတ်နိုင်အဲ့ manager တော့ငါတစ်သက်လုံးမကြည့်ဘူးပဲဆိုတဲ့ပုံစံမျိုးအဲ့မကြည်မချမ်းဖြစ်မှုတွေဒီအဲ့ဖြစ်ရတဲ့ခုကြောင့်လည်းmanager ဆိုတဲ့လူတိုင်းမကောင်းပါဘူးကွာ manager ဆိုရင်ဘယ် manager မှကြည့်မရဘူးဆိုတော့အဲ့တို့သိမ်းကျုံပြီးတော့အလုံးရှိနေပတ်ရမ်းတဲ့အနေအထားမျိုးတွေရောက်သွားတတ်တယ်ကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုမျိုးဖြစ်မခံပါနဲ့ဒါဒီကိုအဖြစ်ပြက်ကအဲ့လိုဖြစ်ပြ manager ကြောင့်မလို့မကောင်းတဲ့ manager ကြောင့်မလို့ကိုအလုပ်ထုတ်ခံခဲ့ရတယ်ဆိုလို့ရှိရင်လည်းအဲ့ manager ကိုခုနမြတ်စွာဘုရားပြောခဲ့သလိုမျိုးမြတ်တာပို့ပါ Jesus Christ ပြောခဲ့သလိုမျိုးပဲအဲ့ manager ကိုကျွန်တော်တို့ကဆုတောင်းပါ pray လုပ်ပါ love your enemies သူကတိုက်ခိုက်တယ်ဆိုရင်တော့မှကျွန်တော်တို့ကသူ့ကိုပြန်ပြီးတော့တိုက်ခိုက်ကြမလို့မြတ်တာပဲထားမကြည်မချမ်းဖြစ်နေတာကိုယ်စိတ်ထဲမှာဖြစ်နေတယ်ဆိုလို့ရှိရင်လည်းခွင့်လွှတ်လိုက် forgiveness
just forgive everyone now I forgiveness ဆိုတာလေဒီဘ Bible ထဲမှာ forgiveness ကိုအရန်ကိုလေးလေးနက်နက်ကြီးကိုထားပြီးပြောခဲ့တာကိုတွေ့ရတယ်ဗုဒ္ဓမြတ်စွာဘုရားကလည်း forgiveness ဆိုတာဒီခွင့်လွှတ်ခြင်းသီးခံခွင့်လွှတ်ခြင်းမေတ္တာထားခြင်းဆိုတာဒီခွင့်လွှတ်ခြင်းဒီခွင့်လွှတ်လိုက်တာနဲ့တစ်ဖက်လူကခွင့်လွှတ်ခြင်းနဲ့ထိုက်တန်ခြင်းမှာထိုက်တန်နိုင်မယ်ခွင့်လွှတ်လိုက်တဲ့အနေထားကြောင့်မလို့အဲ့စိတ်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ထဲမှာ forgiveness ဆိုတဲ့ခွင့်လွှတ်ခြင်းစိတ်တဲ့ခွင့်လွှတ်လိုက်တာနဲ့ကိုယ်စိတ်ထဲမှာခုနပြောတဲ့အမုန်းတွေအာဃာတတွေနာကျင်မှုတွေမခံမရနိုင်ဖြစ်မှုတွေမနာလိုမှုတွေအဲ့ပြောမှဆိုစိတ်ရဲ့ကိလေသာတွေဒီကိုယ့်ရဲ့နှလုံးသားတွေကိုဝင်လာဖို့အခွင့်အရေးမရတော့ဘူးဘာလို့လဲဆိုတော့ it's forgiveness I forgive everyone I forgive my enemy I forgive that manager or maybe တထေးဆိုလဲတထေးပေါ့နော်တထေးကစော်ကားလိုက်တယ်စော်ကားလိုက်ပြီးတော့အလုပ်ထုတ်တာတော့မှရိုးတန်းမထုတ်ဘူးစော်ကားပြီးမှထုတ်တာပြောဆိုပြီးတော့ဆူလာကျိန်းလာတယ်နေမို့လို့ဘာဖြစ်လို့နင်တို့ကဘာဖြစ်လို့ညာဖြစ်လို့ပြောခံခဲ့ရရှက်တကွေအကျိုးနဲ့သူဟိုလူများတွေရှိမှပြောခံပြီးမှအလုပ်ထွက်တာခဲ့ရတယ်ဆိုလို့ရှိရင်တေးကြတယ်အဲ့ကျွန်တော်ဒါ human nature အရာတော့အဲ့တထေးကိုမုန်းတီးနေမှာပဲနှာကြီးနေမှာပဲကိုလည်းရှက်တကွေအကျိုးနဲ့ဖြစ်ခဲ့မှာပဲတထေးကိုမမုန်းရင်တော့မှာပဲကိုကရှက်စိတ်ကြောက်စိတ်တွေနှာကြီးချက်စိတ်တွေမခံမရနိုင်ဖြစ်မှုတွေနဲ့ရှိနေမှာပဲခုနပြောသလိုပဲအဲ့တထေးကိုကျွန်တော်တို့ကနာကြီးနေမှာပဲမုန်းတီးနေမှာပဲနိနော်အဲ့တော့နာကြီးမှုမုန်းတီးမှုတွေမရှိဘူးโอเคဒါပေမဲ့အဲ့ဖြစ်ပျက်ကြီးကိုတော့မျိုးလုံးထဲကနေဘယ်လုံးမှထုတ်လို့မရဘူးလွန်ခဲ့တဲ့9နှစ်လောက်ကကျွန်တော်လှုပ်ထုတ်ခံခဲ့ရတာအဲ့တထေးကိုမြင်လိုက်တိုင်းအဲ့တထေးရဲ့တရင်ကြီးကြားလိုက်တိုင်းအဲ့နေရာလှုပ်ဖို့ကင်ဘက်တွေနဲ့တွေးလိုက်တိုင်းကျွန်တော်အဲ့ဖြစ်ပျက်ကြီးကပြန်ရောက်လာတယ်ဆိုတာမျိုးကြီးခုနပြောတဲ့ဒီကျွန်တော်က 8G လွယ်တာအဲ့8ထဲကမလိုတဲ့လေးစေနိုင်တဲ့အရာတွေမှန်များအဲ့ 8G တွေကထုတ်ပြပါဒါ8ဆိုတာတော့တို့ကမြင်တာအောင်ပြောတာပေါ့နော်ဒါကျွန်တော်ရဲ့နှလုံးသားတွေကအရာတွေကိုထုတ်ပြလိုက်ပါအဲ့ကိုစီမှာတစုံတယောက်ကိုမချေမချမ်းဖြစ်နေတာလေလူဘယ်လိုခေါ်မလဲတစုံတူဒါမှမဟုတ်လူအများအကုန်လုံးမနော်ကိုယ်တိုက်ခတ်ခဲ့တဲ့သူကိုယ်မနာလိုတဲ့သူကိုယ်မုံတီးနေတဲ့သူတွေကိုယ်မလိုလားတဲ့သူတွေကိုယ်ကြောက်တွန်းခဲ့တဲ့သူတွေကိုယ်တိုက်ခတ်ခဲ့တဲ့သူတွေအကုန်လုံးမနော်ကိုယ်လှုပ်ထုတ်တဲ့သေတို့ဘာလို့အကုန်လုံး just forgive everyone just forgive everyone don't care about they deserve forgiveness or not but you deserve forgiveness you're the one who deserve forgiveness you are the one that 100% responsible for your own peace your own heart your own love so ကျွန်တော်တို့ကဒီတစုံတယောက်ကခွင့်လို့ခြင်းနဲ့ထိုက်တန်တော့မှခွင့်လို့ရမှာလားဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးလေနော်တကယ်မြတ်တာအစစ်အမှန်ဆိုတာဒီချစ်ချင်းမြတ်တာအစစ်အမှန်ဆိုတာဒီတစ်ဖက်လူကမြတ်တာနဲ့မထိုက်တန်လေမြတ်တာအစစ်ဆိုတဲ့သဘောတရားဒီကိုယ်စီရပဲထွက်ကြလာတယ်ခုနပြောလို့မာနကိုအောင်နိုင်တယ်ဆိုတော့မာနကအများအားတိုက်ခိုက်လာတာဗျာတကယ်ဟိုမြတ်စွာဘုရားတာမန်ကျွန်တော်လူမျက်လုံးနဲ့ကြည့်မယ်ဆိုလို့ရှင်ဘလုံးမခွင့်လွတ်နိုင်စရာအကြောင်းမရှိတဲ့သူပေါ့နော်ဒါပေမဲ့ကြီးမြတ်တဲ့သူတို့ရဲ့နှလုံးသားတွေခွင့်လွှတ်ခြင်းတွေအမြဲတမ်းပေးတယ်ဗျ forgiveness ဗုဒ္ဓမြတ်စွာဘုရားဒီပဲလေ forgiveness ကိုတခြား promote လုပ်ခဲ့တာလားဆိုတော့မဟုတ်ဘူးဗျ Jesus Christ အနေနဲ့ his forgiveness level is really eternal because အလုံးတကြတဲ့အတိုင်းပဲ crucify လုပ်ခံရတယ်ကားစိမ်ပေါ်မှာတင်ထားတယ်အဲ့ဒီမှာနောက်ဆုံးသူပါပြောလိုက်တယ်ကျွန်တော်လူသားတယောက်အနေနဲ့တာမန်လူဆိုလို့ရင်ပေါ့နော်လှုပ်ချံခံခဲ့ရတယ်ဘာညာဆိုပြီးဒေါသတွေနဲ့ဟိုဒီလူတွေတက်လို့မကြည့်တော့ဘူးဆိုပြီးဒေါသနဲ့ခံမြင်စိတ်နဲ့ဒီ romance တွေအဲ့ Pharisee ဆိုရင်ငါ့ကိုချောက်ချခဲ့တဲ့သူတွေငါတက်လို့မကြည့်တော့ဘူးဆိုပြီးအော်ဟစ်စရာနဲ့အော်ဟစ်စရာ this is the right way right human nature right ကျွန်တော်တို့ human nature human thinking human understanding ဒါဒီအမှန်ကျွန်တော်မကောင်းတာကြံတဲ့သူကိုတော့ကျွန်တော်တို့ဒီဒေါသထွက်ပြီးပါပဲ
မကြည်မချမ်းဖြစ်မိပါပဲအာဃာတတွေအမုန်းတရားတွေထားမိမှာပဲဒါပေမဲ့အဲ့မြင့်မြတ်တဲ့နှလုံးသားတွေမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးဗျ what he says right that it's one of the final words on the cross Father forgive them for they do not know what they are doing just forgive them and it is finished ဆိုပြီးပြောရတယ်သူကလို့ဘလောက်ထိတော့မှနှလုံးသားကြီးကချစ်ချင်းမြတ်တာကို promote လုပ်သွားလဲဆိုသူ့ကိုလုံးချန်တက်ဖြတ်ပြီးတော့ကားတိုင်းမှာတင်ပြီးတော့ပြောရမယ်ဆိုတော့ crucify လောက်ခံရတယ်ဆိုတာကြီးအတာမန်ဓာတ်နဲ့တစ်ချက်လောက်ထိုးပြီးတော့တက်လိုက်တာမျိုးတဲ့အများကြီးစာပေါင်းများဆိုတာဗျာ crucifixion ဆိုတဲ့ words ကတေချာရှာခြင်းသိတာပါတယ်နော်အဲ့တော့ crucify လောက်ခံရတဲ့ခြေနေမျိုးမှာတော့မှသူကဒေါသမထွက်ဘူးဒေါသနဲ့မတုံ့ပြန်ခဲ့ဘူးဒါပေမဲ့သူဒီ forgive them for they do not know what they are doing အဲ့ message ကြီးကပြောမယ်တော့ခေတ်စကားနဲ့ပြောကျွတ်စင်ပြအဲ့ message ကသူရဲ့နှလုံးသားရဲ့ဒီချစ်ချင်းမြတ်တာရဲ့အရေးပါမှုကိုလုံးဝနောက်ဆုံးအချိန်မှာတော့မှပြသခဲ့တယ်ဆိုတော့ဘုရားမြတ်စွာဘုရားဉာဏ်သူတွေပုံမှာခွင့်လွှတ်ခဲ့တယ်လို့မျိုးပဲအောင်နိုင်ခဲ့တယ်လို့မျိုးပဲမြတ်တာသားလင်အကြီးမားဆုံးသောလက်နက်ဆိုပြီးတော့ဘုရားမြတ်စွာဘုရားလည်းဟောကြားခဲ့တယ်လို့မျိုးပဲ Bible မှာလည်းဒီချစ်ချင်းမြတ်တာကို promote လုပ်ထားတဲ့ဆိုတော့ဒီချာလေးလာခြင်းကိုယ်တိုင်ကြုံတွေ့ခံစားရလိမ့်မယ်Yeah ဒီကအဲ့ခုနပြောလို့ရလို့မျိုးပဲ Okay နောက်ဆုံး last one is like delusions or ignorance that seeing reality and incorrectly how about misunderstanding life self and truth misunderstanding life misunderstanding self and misunderstanding the truth John a misunderstanding lives right ကျွန်တော်ဘဝရဲ့အရာတွေပေါ့နော်ဒီဘဝထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေခြေနေတွေပေါ့မှာ misunderstanding ဖြစ်တယ်ဆိုတာမ value ဆိုတာလည်းမတူကြဘူးဗျဟို earthly value ဆိုတဲ့ဒီ worldly values နဲ့ဒီဘက်ကခြား like spiritual values ဆိုတာမတူအဲ့ဒါကိုပဲဘယ်လိုခေါ်မလဲဆိုတော့ဒီပြည့်ညက်နဲ့ pyramid ပေါ့အဲ့လိုမျိုးခွဲပြရမှာပြည့်ညက်နဲ့ pyramid နဲ့ logi နဲ့ logotra ပေါ့အဲ့လို꿰တယ်လို့မျိုးပဲ logi နဲ့ logotra okay yeah logi ဆိုတာဒီကျွန်တော် logi ဆိုတာသိတဲ့အတိုင်းပဲနာမည်ကြီးခြင်းဥစ္စာကြီးခြင်းဥစ္စာများခြင်းဥစ္စာဌာနများခြင်းဟိုအများနဲ့ကျွန်တော်တို့pressure ပေးနေတယ်ချမ်းသာဖို့ချမ်းသာအောင်ကြည်ပွားကြိုးစားဖို့ကြည်ပွားအောင်ထိုးတက်အောင်ကြိုးစားဖို့အလုပ်ကိုင်းနေကောင်းမွန်မွန် position ကောင်းကောင်းတစ်ခုရဖို့နာမည်ကြီးဖို့ popular ဖြစ်ဖို့ငွေကြေးဥစ္စာရှိဖို့ပိုင်ဆိုင်သမျှဥစ္စာဌာနတွေပေါ့ခုနပြောလို့အဲ့လိုပဲlogi ရဲ့အောင်မြင်မှုဆိုတာဒီ success word success လို့မေးလိုက်လို့ရှိရင်ဒါကျွန်တော်What is success ဆိုလို့ရှိရင်ဒီ logi ဘက်နဲ့ဒီ world earthly values ပေါ့နော် earthly values အနေနဲ့ဆိုလို့ရှိရင်ဒါပိုင်ဆိုင်မှုတွေအများကြီးရှိနေလို့ရှိရင် success ဖြစ်တာပဲပေါ့ပြီးရင် influence အများဆုံးပေးနိုင်လို့ရှိရင်လည်း success ဖြစ်နေတာပဲပေါ့ပြီးရင်ကိုယ့်ရဲ့ဘာလို့ဘာပြောလက်ညှိုးညွှန်ရရေးဖြစ်တယ်ဆိုတာမျိုးပေါ့ဗျာဟိုမှာကိုကရှားအဲ့ကိုရှေ့လေပိုင်းတို့ဘာလို့ကဒီမင်းသားတွေဘာတွေဖြစ်နေမွေးလာတာ sorry prince of saudi တို့ဘာလို့နောက်မို့အဲ့ဟို England ကဒီလုံးဝကို royal family မှာမွေးလာတာမျိုးဒီလက်ညှိုးညွှန်ရရေးဖြစ်တာမျိုးလို့ပုံစံမျိုးအဲ့မျိုးတွေက success လားနာမည်ကြီးမှုတွေက success လားဩဇာညောင်းမှုတွေဒီ success လားဆိုတာအဲ့ဒါတွေဒီဒါဒီ values တွေဒီဘယ်လိုခေါ်မလဲ earthly values အနေနဲ့ကတော့အဲ့ဒါတွေဒီဟို chicken နဲ့တက်မျက်နှာစရာအကောင်းတယ်တတ်မှတ်စရာဖြစ်တယ်ပေါ့နော်အဲ့ဒီ possession တွေ
နေရာအနေထားတွေပိုင်ဆိုင်မှုတွေငွေချေးဥစ္စာတနာတွေဂုဏ်ပကသနာတွေအဲ့ဒါတွေဒီခုနပြောတဲ့လောကီအနေနဲ့တော့လောကီရဲ့စီးစိမ်တွေပေါ့လောကရဲ့စီးစိမ်တွေပေါ့ဗျာဒါပေမဲ့ဒီဘက်ကတခြားကကြည့်မယ်ဆိုလို့ရှိရင်တော့Lokotra ဆိုရဲကျွန်တော်ဒီ Lokotra ကိုကျွန်တော်ဒီဘက်ထဲမှာ spiritual value ဆိုတာ spiritual value ဆိုတဲ့ပုံစံမျိုးနဲ့ကြည့်မယ်ဆိုရင်တော့ဒီအရာတွေဒီတစ်ချိန်ကျရင်တော့အချိန်တိုင်းတော့ထားခဲ့ရမှာပဲလေနော်အားလုံးဒီကျွန်တော်ဘာကိုယူသွားလို့ရမလဲကျွန်တော်တို့ရဲ့သိမြင်နားလည်မှုကျွန်တော်တို့ရဲ့ဘဝပေါ်မှာဘယ်လိုနေထိုင်ပြတ်တန်းခဲ့တယ်ဆိုတော့အရာတွေပဲကိုယ်နဲ့ဆိုင်တယ်ကိုယ့်ရဲ့ကိုချင်းတရားကိုချင်းသိက္ခာကိုယ့်ရဲ့ daily life မှာပြောနေတဲ့ကာယကံဝစီကံမနောကံစရှိတဲ့အရာတွေနဲ့ကိုနေစဉ်တက်တန်းရနေတဲ့တက်တန်းမှာကိုနဲ့ကိုပတ်ဝန်းကျင်အကောင်းကျိုးတွေကိုကောင်းကောင်းမွန်မွန်လုပ်ကမ်းပြီးတော့ဖြတ်တန်းသွားနိုင်မှုတန်ဖိုးပြီးအမှန်အောင်မြင်တော့ကုသိုလ်မှန်သိတာအကုသိုလ်မှန်သိတာပေါ့။ဗုဒ္ဓဘာသာထဲမှာကုသိုလ်အကုသိုလ်ရှိတယ်လို့မျိုးပဲဒီဘက်က Bible ထဲမှာလည်း sin ဆိုတာရှိတယ် sin ဆိုတာပြောမယ်ဆိုတော့ဉာဏ်ဉာဏ်စိတ်မှုပေါ့အကုသိုလ်ပဲအဲ sins ကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေဒီခုနကပြောလို့ပဲဒီကျွန်တော်တို့ဒီ earthly values တွေဒီ sins ဖြစ်ဖို့တွန်းအားပေးနေရဗျဥမာsexually immoral ဖြစ်ဖို့ကျွန်တော်ဒီနေ့ခေတ်လို့ဆိုပို့ဆိုရလေဖောက်ပြန်မှုတွေအများကြီးအတွက်တွန်းအားပေးနေတာဥမာဒီတယောက်နဲ့တွဲပြက်နောက်တယောက်နဲ့ထပ်တွဲဒီတယောက်နဲ့ထပ်တွဲနေရင်လည်းအတူတူနေရင်လည်းနောက်တယောက်နဲ့ပါအတူထပ်နေနောက်တယောက်နဲ့ထပ်တွဲဟိုတယောက်နဲ့မသိအောင်နေဒီတယောက်နဲ့ထပ်ရှုပ်ပါညာအစရှိသဖြင့်အဲ့ဒါတွေကတချို့တွေကကျတော့ပုံမှန်လိုမျိုးပုံမှန်ကြီးဖြစ်နေတယ်လို့မျိုးနေထိုင်နေကြတာဆိုတာဒီ adultery ပေါ့နော်ဒီ Bible ထဲမှာလာတဲ့ adultery commit ဖြစ်တယ်ဆိုတာဒီတာမန်ဒီနေ့ဒီခေတ်ကာလမှာပေါ့ပါလို့ဖြတ်တန်းနေရဆိုပေမဲ့ဒီຢာကြီးဒီတကယ်တမ်းကျတော့ that's a sins right ကျွန်တော်ဒီအတူတူပဲခိုးတာလူတာသူများကိုနာကျင်စေတာတိုက်ခိုက်တာတပ်ဖြတ်တာအစရှိတဲ့အဲ့ဒါတွေအားလုံးကလည်း sins အကုသိုလ်တွေဖြစ်စေတယ်အဲ့တော့ကုသိုလ်အကုသိုလ်ရဲ့ values နဲ့ခုနပြောလို့ပေါ့ဒီပိုင်ဆိုင်မှု values တွေနောက်ကိုကိုကဘာကိုတန်ဖိုးထားနေရလဲကိုကဘာကိုတန်ဖိုးထားဥပမာကိုကပတ်စံနေငွေကြေးကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်ငွေရရတယ်ဘာမှမဆိုလုံးမယ်ဆိုတဲ့သူတာမျိုးဖြစ်သွားနိုင်ဖို့ is very very high chance ကိုဂုံနေကြော်ကြားမှုတွေကိုမြန်လို့ရဲဆိုလို့ရှိရင်ကိုက okay အားတော့ popular ဖြစ်ရပြီပြဿနာမရှိဘူးဒီတညလောက်အိတ်လိုက်လဲဘယ်လိုမှမသိဘူးနောက်နှစ်ဖြတ်မိုးလေးလာလို့ magazine ပေါ်မှာငါကြော်ကြားမှု is my famous I love famous ဆိုတာမျိုး I'm going to do whatever to be famous to be a very very famous person ဆိုတာမျိုးအဲ့တော့ကျွန်တော်တို့တမိုးထားနေတဲ့အရာတွေအတွက်ကျွန်တော်တို့ဒီပေးဆက်နေကြတာပဲနော်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတော့ပဲပြော cause and effects ဟိုဘက်က effects တခုရလာဖို့အကျိုးတခုရလာဖို့ကျွန်တော်တို့ဒီဘက်ကအကြောင်းတခု input လုပ်လာရမယ်ဆိုရင် okay ငါတို့ကတော့ဒီအကြောင်းအရာတွေကပအမှားလေးပြဿနာမရှိဘူး။အဲဒီနာမည်ကြီးဖို့ကအဓိကဖြစ်တယ်။ဂုံပိုင်ဆိုင်မှုတွေကသာလည်းအဓိကဖြစ်တယ်ဆိုတာ။ဒါမှမဟုတ်တချို့ကြောင့်လည်းငွေကြေးရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာပဲမြည်တည်ပြီးတော့ပတ်စံရှင်းပြီးတော့ပတ်စံရရင်တော့ကျန်တာဂုံသိက္ခာတွေပါနဲ့လောင်းပြောတယ်မသိဘူးတော့လေသိက္ခာရအောင်သိက္ခာတွေကပိုင်းမပြေဘူး။ဘာညာဆိုတဲ့လူလည်းရှိမှာပဲ။ဟောတချို့ကြောင့်လည်းဘယ်လိုထိအောင်လဲဆိုသူတော်ကောင်းစိတ်များတဲ့သူကြောင့်လည်းအပိုင်းဘလို့ငါ့ရင်ငါပလေးစေချောင်းကတော့တိတ်ခါရှင်းရပြီတိတ်ခါအောင်ပဲဓမိုးထားတယ်ဒီမိမနဲ့အတူမနေရတော့လေပြဿနာမရှိဘူးငါတော့နာမည်တော့ပြတ်မခံနိုင်ဘူးဆိုတဲ့သူမျိုးလည်းရှိတာပဲဒီယောက်ျားနဲ့ပတ်စံဘလောက်ပုံပေးငါတို့ကတော့ပတ်စံတော့ပို့ပြီးတော့တိတ်ခါအောင်တန်မိုးထားတယ်ပတ်စံပေးတယ်300ပေးလဲငါနေနဲ့မအိမ်နိုင်ဘူးဘာညာဆိုတာမျိုးလည်းရှိမှာပဲအဲ့တော့ကိုယ့်တန်မိုးထားမှုကိုယ့် life ဒီမှာပြောတာနော် misunderstanding life or misunderstanding self and misunderstanding the truth ဆိုတာဒီကျွန်တော်တို့ဒီကိုသတ်မှတ်ထားလို့မျိုးကိုယ့်ရဲ့ value နဲ့ value system ဆိုတာဒီဘယ်လို system နဲ့တွားနေလဲပေါ့နော်အဲ့တော့ကိုတန်မိုးထားတဲ့အရာတွေပဲ
ကိုရနေရတယ်နော်ကိုစိုက်ပျိုးတဲ့အသီးကိုကိုရိတ်သိမ်းရတယ်အဲ့တော့ကိုလျှောက်တဲ့လမ်းကိုကောင်းတဲ့ဆိုတာဖြစ်ဖြစ်ဒီလမ်းကိုရွေးချယ်လျှောက်ပြီးတဲ့အတွက်အဲ့လမ်းမှာကြုံတွေ့ရမယ့်အရာတွေဖြစ်ပေါ်လာတဲ့ consequences တွေဖြစ်ပေါ်လာတဲ့ခုနကပြောတဲ့ကိုကဒီဘက်က cost ကိုလောက်လိုက်တဲ့အတွက်ဟိုဘက်က effects အဲ့ effects ကိုတော့ကောင်းတာဖြစ်ဖြစ်ဆိုတာပဲဖြစ်ကိုယ်တိုင်ပဲခံရမှာပဲလေနော်အဲ့တော့ okay ကျွန်တော်အဲ့ values နဲ့ valuables တွေမတူညီတဲ့အကြောင်းကိုလည်းကျွန်တော်နောက်ထပ်ဟိုဗီဒီယိုလေးတစ်ခုလုပ်ထားတာရှိတယ်ဒါလေဒါပေမဲ့ဟိုအချောတော့မတတ်သေးဘူးအဲ့ values နဲ့ valuables ဆိုတာအခုဒီနေ့မှာတော့ခုနကပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ emotional garbage တွေအဲ့ emotional garbages တွေခုနကပြောခဲ့သလိုပဲဟိုဒီဗီဒီယိုရဲ့အစမှာပြောခဲ့တဲ့အတိုင်းပဲဟို physical ရုပ်ဝတ္ထုဒီအမိုက်ထုတ်ကြီးကင်လာလို့ဆိုလို့ရှိရင်တော့လူတိုင်းမြင်တာလေနော်အခုဟိုလူတိုင်းတွေ့နေတာလေဟိုအမိုက်ထုတ်ကြီးကင်ပြီးကားပေါ်တက်လာရဆိုလို့ရှိရင်လည်းကြည့်ခံရမှာပဲပြောခံရမှာပဲdriver တော့ပြောလိမ့်မယ် no it's not allowed you cannot bring ဘာညာလို့ရပြောရင်ပြောလိမ့်မယ်ဟောက်ရင်လည်းဟောက်ခံရလိမ့်မယ်ရထားရပဲတော့စိတ်ရင်မောင်းထုတ်ရင်မောင်းထုတ်ခံတယ်ဖိုက်ထုတ်ကြီးကန်လာတော့သူများတွေလည်းနမ်းပါဘောအဲကွန်တွေပါတဲ့မှာဆိုပို့ဆိုးပါဘောအနမ်းတက်နေတယ်အဲ့လိုမျိုးကမြင်တာပဲမဲ့ခုနပြောလိုမျိုးကျွန်တော်ရဲ့ daily life မှာ stress တွေ anxiety တွေ anger တွေ guilt attachment resentment အစရှိသဖြင့်နော်ပြီး hatred fear anxiety pure pride ego jealousy အဆုံးရှိတဲ့ပြင်အစားရှိတဲ့ပြင်ပေါ့နော်လမ်းပေါ်မှာကားမောင်းနေရဆိုလို့ရှိရင်အတူတူပဲကားမောင်းနေရဆိုလို့ပဲချို့တွေကအဲ့လို stress တွေနဲ့မောင်းနေရလို့ရှိတယ် ego နဲ့ pride နဲ့မောင်းနေရလို့ရှိတယ်ချို့က fear နဲ့မောင်းနေရလို့ရှိတယ်အချို့ကကျတော့ hatred အမုန်းတွေနဲ့မောင်းနေရသူတွေရှိတယ်ချို့ကကျတော့ jealousy တွေနဲ့မောင်းနေရသူတွေရှိတယ်ကားမောင်းနေရဆိုပေမဲ့အဲ့လို emotional garbages တွေကလူတိုင်းမှာရှိတယ်ဆိုတော့သိရှိနားလည်နေသေးဖို့ဒါဟိုကျွန်တော်လူကြီးတွေပါတချို့ဆိုလို့ရှိရင်လည်းရှိမှာပေါ့နော်ဒါတွေကမင်းပြောမှမဟုတ်ဘူးငါတို့လည်းသိတာပဲငါတို့လည်းနားလဲတာပဲဆိုရင်တော့ဒါကျွန်တော်ပြောရတဲ့ထဲမှာလည်းအမှားတွေအများကြီးပါတယ်လိုအပ်ချက်တွေလည်းအများကြီးပါတယ်အတွက်ခုနပြောလို့ချစ်ချင်းမေတ္တာနဲ့တည်ခံခွင့်လုပ်ပြီးတော့ချီးပြေးစေချင်ပါတယ်ကျွန်တော်ပြောတဲ့ရဲ့အကြောင်းအရာဒီ title လေးတွေဒီဟို now next generations တွေအတွက်ပေါ့နော်ကျွန်တော်တို့အခုဒီလောကထဲမှာအခုမှစပြီးတော့မှကျွန်တော်ရဲ့ညီမငယ်တူမလေးတွေအစားရှိတဲ့ပြင်ပေါ့နော်သူတို့အဲ့ဒီ next gen z or generations လေးတွေသူတို့ဘောကအယုတ်ဝတ္ထုပစ္စည်းတွေနောက်ကိုလိုက်ရင်နဲ့ပဲဒီလိုမျိုးတန်ဖိုးရှိတဲ့အဲ့ဒီလိုမျိုးအကြောင်းအရာလေးတွေဒါလေးလည်းရှိတတ်တာပဲဒါလေးလည်းဟုတ်တတ်တာပဲကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို10 minute လောက်ပဲကြည့်ရင်ဖြစ်ဖြစ်ဟိုမှာကျွန်တော်ကတော့တနားရီလောက်ပြောနေပေမဲ့ဟိုမှာစာကြောင်းလေးတစ်ကြောင်းလောက်ပဲသူတို့ရဲ့ခေါင်းထဲကိုရောက်သွားတာမျိုးဖြစ်ဖြစ်သူတို့ရဲ့ daily life မှာအကျိုးရှိသွားတာမျိုးပဲဖြစ်ဖြစ်ဒါဒီအနှုံးနှစ်ပတ်အကျိုးရှိရတယ်နော်နားထောင်နေရတယ်လည်းအချိန်ပေးပြီးနားထောင်တယ်ကျွန်တော်လည်းဒီဗီဒီယိုလေးတွေကိုအချိန်ပေးပြီးလုပ်တယ်ပြီးတော့စူးစမ်းပြီးတော့ကျွန်တော်ကိုယ်တိုင်မသိတိုင်အောင်ကျွန်တော်စူးစမ်းပြီးတော့လေ့လာတယ်ရှာဖွေတယ် study လုပ်ပြီးတော့မှ sharing လုပ်ပေးတယ်ကျွန်တော်ကိုယ်တိုင်ဒီလည်းကျွန်တော်ရဲ့မြတ်စွာဘုရားပြောလို့မျိုးပဲဆိုရင်ကာယကံနဲ့ဝစီကံနဲ့မနောကံနဲ့ကျွန်တော်ဒီကောင်းရာကောင်းကျိုး sharing လုပ်ပေးနေတယ်ဒီဘက်က Jesus Christ ပြောခဲ့တယ်လို့မျိုးဆိုလို့ရှိရင်လည်းကျွန်တော်ဒီ I use my tongue to speak life to speak share the love share my heart promote love အစားရှိတယ် promote my kindness or just sharing yeah sharing is caring ဆိုတာလည်းရှိရတယ်နော်တော့ကျွန်တော်ရဲ့ generations လေးတွေနောက်သားလေးတွေမှာအလုံးဝ is pure heart စိတ်ထဲမှာစင်ကြယ်သေးဖို့အဲ့လိုမျိုးခုနပြောတဲ့ emotional garbage လေးတွေကင်းစင်နေစေဖို့ဗျာကျွန်တော်ဒီရွေးချက်လေးနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်လုပ်ဖြစ်တယ်အဲ့တော့ခုနပြောသွားတဲ့ဒီအကြောင်းချက်လေးတွေ10ခု sorry အဲ့အကြောင်းအရာ10ခုဒီဟောဒီကညီကိုမောင်နှမလေးတွေတူမလေးတွေကိုယ့်ရဲ့အကိုတွေအမတွေအတော်တွေဦးလေးတွေလောကအဖေရွယ်အမေရွယ်တွေအားလုံးအတွက်လူသားအားလုံးအတွက်ကိုဒီကောင်းမွန်တဲ့အကျိုးရှိတဲ့ဒီဗီဒီယိုလေးတစ်ခုဖြစ်ပေါ်စေဖို့ကျွန်တော်ဒီဒါလေးကိုမလုပ်ခင်လည်းကျွန်တော်ဆူတောင်းတယ်ကျွန်တော်ရဲ့
yeah အားလုံးအတွက်အကျိုးရှိသေးတဲ့ဒီ channel လေးဒီ video လေးတွေအကောင်းဆုံးတင်ဆက်ပြသနိုင်ဖို့ဒီကျွန်တော်ဒီလည်းဆက်ပြီးတော့ Holly လိုဒါပထမဆုံး video ဆိုတော့လိုအပ်ချက်တွေအများကြီးရှိတယ်ရှိပေမဲ့လည်းတည်ခံပြီးတော့နားလည်ပြီးတော့ခွင့်လွှတ်ပြီးတော့ကြည်ပေးကြတဲ့တယောက်စီတိုင်းကိုကျွန်တော်လည်းအရန်ကျေးဇူးတင်ပါတယ်ပြီးတော့စိတ်ဝင်စားစရာလေးတွေအကြောင်းအရာလေးတွေအဲ့လို subject လေးတွေစကားလုံးလေးတွေစကားစုလေးတွေအများကြီးဆွေးနွေးဖို့ကျွန်တော်အကြံချရထားလေးတွေအများကြီးရှိပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းကျွန်တော်ပြန်လည်ဆုံတွေ့ကြပါလို့အားလုံးပဲတယောက်စီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့ God bless you God bless everyone yeah thanks for your time hope you enjoyed it အားလုံးပဲကျေးဇူးပါ emotional garbage လေးတွေကင်းစင်တဲ့လူသားတိုင်းနေ့ရက်တိုင်းကိုကောင်းမွန်ဆုံးပျော်ရွှင်ဆုံးကျင့်တဲ့ဆုံးဖြတ်သန်းနိုင်ပါစေလို့ Have a peaceful joyful day bye bye